ဟောတာလေးကတော့ရွှေအိုးကြီးရဲ့နေ့လယ်7ခွဲမှရတယ်ဆိုတဲ့မီနူးလေးပါငါးကောင်းလေးတွေပေါ့နော်ခုလိုငါးကောင်းငါးပိုက်လေးတွေကကျမတို့မှလေအရန်ကိုစားတဲ့သူတွေကကြိုက်လွန်းလွန်ပေါ့နော်ရောင်းပေးတာဖြစ်ပါတယ်ကျမတို့မှလေကင်ရတဲ့အခါမှာဆိုရင်လေလက်လေးတွေကိုအရန်နာတယ်ပေါ့နော်စေးတယ်ကြောတယ်ပြောင်းစင်းနေအောင်စေးရပါတယ်ငါးကောင်းလေးတွေကိုထည့်လိုက်ပြီးဆိုရင်လည်းပေါ့နော်ဒီလိုအိုးထဲမှာတက်ချင်းလဲဆယ်လို့မရသေးပါဘူးရှင်သူကဗဟက်လေးတွေကိုလန်ပြီးတော့နော်ပြဲသွားပြီဆိုမှဆယ်ရပါတယ်သူ့အလုံနဲ့သူပေါ့နော်လုံတိုင်းဟာဆရာသားရှိပါတယ်ရှင်ငါးပိုက်လေးတွေဆိုရင်လည်းတချို့ကပေါ့နော်ငါးပိုက်လေးတွေကတစ်ခါတလေခါတတ်တယ်လုတ်ပေးပါအောင်လို့ပြောတဲ့သူလေးတွေရှင်ကျမတို့ကတော့ပေါ့နော်စေးပြီးဆိုရင်လုံးဝကိုဖွေးစွတ်ပြောင်းနေအောင်ကိုစေးပါတယ်ရှင်ဘလို့မခါဘူးဆိုတော့မခါဘူးလို့ထင်တဲ့ဟာလေးတွေကိုပဲပေါ့နော်တေချာစီစစ်ပြီးတော့ရောင်းပေးပါတယ်ဒါပေမဲ့ပေါ့နော်သူတို့ငါးကိုခွဲလိုက်တဲ့ချိန်မှာသူကဓာတ်ထိပြီးတော့သဲကြီးပေါက်သွားတဲ့ဟာဆိုရင်လည်းဘလောက်ပဲစီစီသူကနည်းနည်းလေးတက်တဲ့ဘက်ကိုပါပါတယ်ရှင်ငါးပိုက်လေးတွေကိုစားမယ်ဆိုရင်တော့အဲ့ဒီလိုဖြစ်ခဲ့ရင်လည်းပေါ့နော်တီးခံနိုင်မှစားပြီးပါလို့ကျမမေတ္တာရက်ခံပါတယ်ကျမတို့ကတော့ပေါ့နော်လုပ်ရင်တော့ရန်ကိုမှစေရနာပါနဲ့ကိုတန့်ရှင်းနေအောင်လုပ်ပါတယ်ဒီမှာနော်မြင်တဲ့အတိုင်းမှာရှင်ဟုတ်ကဲ့ရှင်မုံဟင်းငါးနဲ့ငါးပိုက်နဲ့တွဲပြီးစားရင်အယိုးတွေစူးမကုန်ဘူးလားလို့မေးထားတဲ့မန်ပိုင်ရှင်လေးတွေ့ရဲ့ငါးကောင်းငါးပိုက်လေးတွေကဘယ်လိုစားရတာလဲမသိလို့ပါနော်ဆိုတဲ့မန်ပိုင်ရှင်လေးတွေ့ကိုအခုလိုမျိုးလေးရိုက်ပြပေးလိုက်ပါတယ်ရှင်ကျမတို့ရဲ့ရွှေအိုးကြီးကငါးကောင်းငါးပိုက်လေးတွေကမုံဟင်းငါးရည်လေးနဲ့စားတာမဟုတ်ပါဘူးရှင်အာဘူရည်လေးကိုလောင်းထည့်ပြီးတော့မုံပတ်လေးထည့်ငပိတောင်းလေးထည့်ပြီးတော့နန်းနန်းမင်ပဲသီးလေးထည့်ပြီးတော့တမယာသီးလေးညှစ်ချင်းငငန်ဆက်ကလေးစားရတာပါနော်အယိုးလေးတွေမစူးအောင်ကတော့ကိုဟာကူလေးတင်စားရပါတယ်ယေရှု